Hello အားလုံးပဲမင်္ဂလာပါ Reapport Channel ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီနေ့ S26 Ultra Unboxing Video လေးကိုကျွန်တော် reaction လုပ်ပေးမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒါဖုန်းလေးကို Unboxing လုပ်တယ်ထုံးစံတိုင်း Samsung ဆိုတော့အထက်မှာကျွန်တော်တို့ဘာမှမပါလာဘူးဖုန်းရယ်အသွင်ကြိုးရယ် manual guide ရယ်ဒါပဲပေါ့နော်ဖုန်းကတော့သူ့ရဲ့ signature အယောင်အသစ်ခရမ်းလို့အပြလို့အယောင်လေးအားပြီးသွားရင်ကျွန်တော်တို့ S25 Ultra နဲ့ပြောင်းသွားတဲ့ပုံစံလေးကတော့ကျွန်တော်တို့ဒီမှာအနောက်မှာမြင်ရတဲ့ camera band လေးပါလာတယ်ဒါ Samsung လို့ကိုလေးอ่ะဒါအောက်မှာတော့ကျွန်တော်တို့S Pen ရယ် speaker box ရယ် SIM ထည့်ရမယ့်နေရာရယ် Type C box ရယ်ပါလာတယ်ပြီးရင် S Pen ကတော့ကျွန်တော်တို့ဒီဖုန်းရဲ့ curvature လေးနဲ့တွားပြီးတော့တူတဲ့အနေအထားလေးမှာသွားရှိတယ်ပေါ့နော်သူပုံမှန်လိုမျိုးပြပြကြီးမဟုတ်တော့ဘဲနဲ့ကွေးလေးပါလာတယ်အဲဒီကွေးလေးကိုကျွန်တော်တို့ဒါပြောင်းပြန်လုပ်ပြီးတော့ထည့်မယ်ဆိုရင်ကအဲ့လိုမျိုးလေးတစ်လေးနဲ့ကြံနေမှာပေါ့နော်โอเคဒါကတော့ညာဘက်ချက်မှာ power button နဲ့ volume to short button နဲ့ပါတယ်ကင်မရာဘန်းလေးကတော့အခုမြင်ရတဲ့အတိုင်းပဲနည်းနည်းလေးတော့ထွက်နေတာလေးရှိမယ်အပေါ်ဘက်မှာကတော့ microphone ရဲ့ internal line ရဲ့ပါတယ်ဘယ်ဘက်ချက်မှာကတော့ကျွန်တော်တို့ internal line နဲ့ကျွန်တော်ဘာမှအထွေထွေမပါဘူးပေါ့နော်ဒါက Samsung ကိုအနောက်ကနေမြင်ရတဲ့ Samsung logo လေးပြီးရင်ဒါကတော့ကင်မရာတွေပေါ့နော်ကင်မရာတွေကကျွန်တော်တို့စုစုပေါင်း၄လုံးပါလာတယ်ရိုးကင်မရာရယ် ultra wide ရယ် telephoto ကင်မရာ2လုံးရယ်ပေါ့နော် telephoto ကင်မရာ2လုံးက 3H တစ်လုံးရယ် 5H တစ်လုံးရယ်ပါလာတယ်ဒါကတော့သူ့ရဲ့ ultrasonic under display မှာ fingerprint ထည့်နေတဲ့ပုံစံလေးကိုကျွန်တော်တို့ပြပေးထားတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ display မှာတော့သူက out of the box ကတော့ Full HD Black နဲ့ပဲလာပါတော့အဲ့ဒါကိုကျွန်တော်တို့ Full HD Black ကိုပြောင်းပေးလိုက်ရင်တော့ပုံကိုပတ်စံနဲ့ပေးထားတဲ့သူ့ရဲ့တန်တဲ့ feature လေးတွေကို on ပြီးတော့သုံးတင်တာပေါ့နော်ပြီးသွားရင်ဒီ S25 Ultra နဲ့မတူတဲ့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ privacy display ဆိုပြီးတော့သူထည့်လာပြီလေprivacy display ကိုsetting ထဲမှာ online မယ်ဆိုရင်ကျွန်တော်တို့ privacy မှန်ကွဲကတ်ထားတဲ့ပုံစံလိုမျိုးဘေးကနေကြည့်မယ်ဆိုရင်မမြင်ရအောင်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်လာမယ်အခုလိုမျိုးလေးပေါ့လှမ်းကြည့်မယ်ဆိုရင်မမြင်ရအောင်privacy display ကအကောလုံးလေးဖွင့်ထားလို့ရတယ်လို့မျိုးကျွန်တော်တို့တတ်မှတ်ချင်တဲ့ app တက်ကိုလည်းလောက်ထားပေးလို့ရတယ်ဗောနော်ပြီးရင်ဒီ notification pop-up ဘယ်လိုပြောမလဲ app တစ်ခုချင်းစီတိုင်းကို privacy display on လို့ရတယ်လို့မျိုး notification နေရာတက်ကိုပဲလဲ privacy display on လို့ရတယ်ဗောနော်ဟိုဒါသူပြတာ notification တက်ကိုလဲ privacy on လို့ရတဲ့ပုံစံလေးကိုပြထားပြီနော်โอเคကျွန်တော် Samsung Galaxy S26 Ultra နဲ့ပတ်သက်တဲ့ specification လေးတွေကြောင်းကျွန်တော်နည်းနည်းလေးပြောပြပေးမယ်သူကကျွန်တော်တို့ February 25မှာဒါအားလုံးသိကြတဲ့အတိုင်းပဲသူစကြော်ညာထားတယ်ပေါ့နော် weight အနေနဲ့ကတော့214 gram လေးတယ် body dimension ကတော့ 7.9 mm ပဲထူတယ်မနေ့ကထပ်တော့ပို့ပြီးတော့ပါလာသေးတယ် okay build quality မှာက Corning Gorilla Armor 2ပေါ့နော် front glass က back glass က Corning Gorilla Vista 2နဲ့ပြီးရင် aluminum frame ပြန်ပြတ်သွားပြီး titanium မဟုတ်တော့ဘူးပြီးသွားရင်ကျွန်တော်တို့ nano sin နှစ်ခုနဲ့ eSIM ထည့်လို့ရတဲ့ဟာတွေရှိသလို nano SIM တစ်ခုနဲ့ eSIM ထည့်လို့ရတဲ့ဟာတွေလည်းရှိတာပါနော်။ Okay သူရဲ့ water resistant ကတော့တရုတ်ဖုန်းတွေက 69 kg ထည့်လာပေးပေမဲ့လည်းကျွန်တော်တို့ Samsung ကတော့ IP68 dust and water resistant ပဲရမယ်။ရေ 1.5 meter အနက်မှာမိနစ်30လောက်ရေနှစ်ထားလို့ရတယ်။ပြီးသွားရင် style လည်းပါလာမယ်။ display မှာကတော့ကျွန်တော်တို့ထုံးစံတိုင်း dynamic LTPO AMOLED 2H ပေါ့နော်120 Hz refresh rate HDR tablet 2600နဲ့ peak brightness မှုရမယ် screen size ကတော့ 6.9 inch resolution ကတော့ 2K ပေါ့နော် body ratio ကတော့ 90.5:9 ratio နဲ့ပြီးရင်anti reflective coating ထုံးစံတိုင်းကျွန်တော်တို့24 ultra 25 ultra 26 ultra ပို့ပြီးတော့ကောင်းတဲ့ဟာလေးတွေထည့်လာပြီးတော့မှအခုထပ်ပြီးတော့ပါလာတာကတော့ခုနကကျွန်တော်ပြောပြပေးနေတဲ့ privacy display ဆိုတာလေးပဲထပ်ပြီးတော့ထည့်လာပေးတယ် okay platform မှာကျွန်တော်တို့ Android 16 ကိုမှ7 major Android upgrade ရမယ် One UI ကတော့ 8.5 နဲ့လာပါပေါ့နော် chipset ကတော့ Snapdragon 8 Elite Gen 5ပြီးတော့ memory မှာ base model က RAM 256GB နဲ့လာပြီးတော့အများဆုံးက RAM 1TB ထိရမယ် US fast ကအသစ်ထပ်ပါလာတဲ့ 4.8 ဖြစ်သွားပြီ 4.1 တို့ 4.2 တို့မဟုတ်တော့ဘူးပြီးရင်ကင်မရာအနေနဲ့လေးလုံး 200 megapixel main camera 10 megapixel telephoto 3H ရယ် 50 megapixel telephoto 5H ရယ် 50 megapixel ultra wide ရယ်ဆိုပြီးတော့လေးလုံးပါလာတယ်ပြီးရင် 8K ကို30 frame per second ထိရိုက်လို့ရမှာပေါ့နော်selfie camera ကကြတော့သူ upgrade လုပ်လာတယ်12 megapixel ဖြစ်လာတယ် wide camera လေးသူက 4K ကို60 frame per second ထိ video quality ရိုက်လို့ရမယ် stereo speaker Wi-Fi က70 support လုပ်တယ် Bluetooth ကတော့ 6.0 USB Type C က 3.2 ကိုမှ display port တွေ
Samsung Dash တွေပါရမှာပေါ့နော် Okay fingerprint က Android display ကို ultrasonic နဲ့ခုနကကျွန်တော်ပြပေးသလိုပဲပြီးရင်နောက်တစ်ခုထပ်ပြီးတော့အားမရတာတော့ကျွန်တော် battery ပေါ့ battery ကlithium ion ပဲသူထပ်ပေးထားတယ် silicon carbon မဟုတ်သေးဘူး 9000 mAh ပဲမိနစ်ကအတိုင်းပဲပို့ပြီးတော့မပို့လာဘူးဒါပေမဲ့အားသွင်းတာတော့ပုံမြန်လာမယ်60 watt wire charging ဖြစ်လာမယ်ပြီးသွားရင် wireless charging ရတယ် E2 ဆိုပေမဲ့လည်း magnet တော့မပါလာဘူး25 watt wireless charging ဖြစ်လာမယ်အရောင်အနေနဲ့ကအခုကျွန်တော်တို့ဗီဒီယိုမှာပြထားတဲ့ cobalt violet ရယ် sky blue ရယ်အဖြူရယ်အမဲရယ် silver shadow ရယ် pink ကိုရယ်ဆိုပြီးတော့600လာမှာပါเนาะ Okay ဈေးကတော့1300 USD နဲ့လာမယ်ကျွန်တော်တို့ pre order ဈေးတွေလည်း brother တို့ Facebook တောင်းနေနေတော့တွေ့မှာတင်ပါတယ် Okay Samsung S27 Ultra ဒါတော့ဝယ်ပြမှာတင်လား comment ထဲမှာဝင်အောင်ဆွေးနွေးညင်းကုန်သွားပေးကြပါဦးနောက်တစ်ခါမှပြန်တွေ့ရအောင် Peace